အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေကျွန်တော်တို့ဒီကနေ့မှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြည့်အောင်ပါကျွန်တော်တို့ဒီကနေ့ညမှာ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါဒီကနေ့ညမှာကျွန်တော်တို့ဖော်ပြလာတဲ့သတင်းတွေအရာကျွန်တော်တို့ Arsenal အသင်းရဲ့ကွင်းလယ်ကစားသမား Declan Rice နဲ့ပတ်သက်ပြီးတော့ဒါချီကျူးစကားဆိုထားတဲ့ဒါသတင်းတွေများစွာတက်နေတယ်ဒါဒီသတင်းတွေထဲမှာ Sky Sport ရဲ့ဖော်ပြထားတဲ့သတင်းတွေတဲကတပုတ်ကိုဒါကြောင့်အနေနဲ့ဒါကြောင့်ညီကိုတွေကိုပြန်ပြီး sharing လုပ်ပေးခြင်းနဲ့ဒါကပါလဲဆိုတော့ Declan Rice ကဒါဒီယာဒီ Premier League မှာအကောင်းဆုံးကွင်းလယ်ကစားသမားတွေကတယောက်ဖြစ်တယ်ဆိုတာညင်းမရဘူးဒါတချို့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင်ဒါကိုင်စီတိုကဒါ Declan Rice ထက်ပိုကောင်းတယ်ဆိုတဲ့ဒါညင်းခုန်မှုတွေများစွာရှိနေတာဖြစ်ပြီးတိုင်အောင်ဒါ Sky Sport ရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင်တော့ Declan Rice ကဒါဒီယာဒီ Premier League ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေကတယောက်ဖြစ်တယ်ဆိုပြီးတော့ဒါ Declan Rice နဲ့ပတ်သက်ပြီးတော့ Sky Sport ကနေပြီးတော့ချီကျူးစကားဆိုထားတယ်ဒါဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ဗောလေဒါကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်လေဒါကျွန်တော်တို့ Arsenal အသင်းကကစားသမားတော်တော်များများနဲ့ဒါတခြားအသင်းကကစားသမားတော်တော်များများကိုလိုက်ပြီးတော့ရှင်နေကြရတယ်ရှိတယ်ညင်းခုန်နေကြတာတွေရှိတယ်ဒါပေမဲ့ဒီလိုညင်းခုန်မှုတွေကိုကျွန်တော်တချို့ပရိသတ်တွေဗောလေဒါတချို့ပရိသတ်တွေကအာဆင်နယ်အသင်းကကစားသမားကလွှဲရင်ကျွန်တော်ကစားသမားအကုန်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေပါဒါပြောနေကြတာဒါပေမဲ့ကျွန်တော်အာဆင်နယ်အသင်းပရိသတ်တွေကဒီလိုမျိုးညင်းခုန်လာတဲ့ခါမျိုးကြလို့ရှိရင်ကျွန်တော်အာဆင်နယ်ပရိသတ်တော်တော်များများဗောလေဒါကျွန်တော်တငယ်ချင်းတွေထဲမှာလည်းရှိတယ်အာဆင်နယ်ပရိသတ်တွေပဲကျွန်တော်တို့ ਨੇ ဒါ fan တူတွေဗောဗျာကျွန်တော်အာဆင်နယ်ပရိသတ်ညီကိုတွေတူတူပဲဆိုတဲ့ပုံစံတစ်ခုမှကျွန်တော်စကားပြောကြည့်တဲ့အချိန်မှာသူတို့အနေနဲ့ဒီလိုမျိုးညင်းခုန်မှုတွေကိုဘယ်လိုပြောရမလဲအရင်excited ဖြစ်တယ်ဗောဗျာသိရမလားသူတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့တွေကအရန်မင်းတို့ကောင်တွေကမဟုတ်တာမင်းတို့မမြင်နိုင်ဘူးငါတို့အာဆင်နယ်အသင်းကကစားသမားကောင်းတယ်ဘလို့ပဲပုံပေါ့ဗျာမျိုးမျိုးပြောကြတယ်ဒီနေရာမှာကျွန်တော်အနေနဲ့ကတော့ရှင်းတယ်ဗျကျွန်တော်တို့ကစားသမားတွေနဲ့အရှင်ခံရတယ်ဆိုတဲ့အကြောင်းအရာတစ်ခုကရှင်းရှင်းလေးပဲကျွန်တော်ကစားသမားတွေကကောင်းနေတာဟိုတနည်းအားဖြင့်ကျွန်တော်အရင်တော့ဆိုရှိတယ် Foden နဲ့ဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့တောင်ပန်ကစားသမားဆာကာနဲ့ရှင်တယ်နော်ဒါပြီးတော့ဆိုဆာကာနဲ့ဒါကိုပါမာနဲ့ရှင်တယ်ဒါကိုပါမာဘလောက်ကောင်းတာဆာကာကဘလောက်ကောင်းတာဆိုပြီးတော့အဲ့လိုမျိုးညင်းခုန်မှုတွေမျိုးခဏခဏဖြစ်တယ်ဒါပေမဲ့အမြဲတမ်းရှင်ခံလိုက်ရင်ကျွန်တော်အာဆင်နယ်အသင်းကကစားသမားတွေပဲလာရှင်ပြောချင်တာရှင်းရှင်းလေးပဲဗျာကျွန်တော်ပြောချင်တာကျွန်တော်အမြင်ပေါ့လေကျွန်တော်တူတယောက်တည်းရဲ့အမြင်ကျွန်တော်တူတယောက်တည်းရဲ့အတိဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်တဲ့ကစားသမားတွေတကယ်ကောင်းလို့လာအရှင်ခံရတယ်လို့ပဲကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုသူတို့ကစားသမားတွေအခုမှတက်လာဒီလို Premier League မှာဒီလိုခြေစွမ်းမျိုးကသူတို့တသက်မထဲပြနိုင်နေဆိုလို့ရှိရင်သူတို့ကစားသမားတွေနဲ့ကျန်တဲ့ကစားသမားတွေနဲ့ရှင်ပါပေါ့ကျွန်တော်အာဆင်နယ်တဲ့ကစားသမားတွေကဘာလို့ဒိုင်ငံထိုင်ပြီးရှင်ခံနေရမှာကျွန်တော်ပြောချင်တာကဟုတ်လားအဲ့တော့ကျွန်တော်ညီကိုတွေကိုလည်းကျွန်တော်ကဒါကျွန်တော်အမြင်လေးကိုပြောပြချင်တာကဘာလဲဆိုတော့ဘာမှကောင်းနေမထင်နဲ့ရှင်းရှင်းလေးပဲဗျာကျွန်တော်တို့ဘာမှ game side နေကြမလို့ကျွန်တော်အာဆင်နယ်တင်းကစားသမားတွေကောင်းလို့ကျွန်တော်အာဆင်နယ်တင်းကစားသမားတွေနဲ့ကျန်တဲ့ကစားသမားတွေလာရှင်နေရတာအခုဆိုလို့ရှိရင်လည်းဒါညင်းကုန်မှုတွေဖြစ်ပြန်ပြီးဒါကိုင်စီတိုကပိုကောင်းနေ Declan Rice ကပိုကောင်းနေဆိုပြီးတော့ဒါပြောသူကလည်းသူအမျိုးမျိုးကောင်းပါတယ်ကျွန်တော်အနေနဲ့ဒါကိုင်စီတိုမကောင်းဘူးလို့ပြောတာလည်းမဟုတ်ဘူးတသက်မထဲခြေစွမ်းပြနိုင်တဲ့ကစားသမားကတော့ကောင်းတယ်ဆိုတာလူတိုင်းလက်ခံတယ်ဒါပေမဲ့အာဆင်နယ်အသင်းကိုတစ်ဖက်သက်ကြီးမုန်းနေတဲ့ကောင်တွေကတော့ဗျာတင်မလားအာဆင်နယ်အသင်းကကစားသမားလိုရင်ကျန်တဲ့ကစားသမားအကုန်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးပြောမှာပေါ့ကဲပါထားပါတော့ဒါကတော့ကျွန်တော်စကားဆက်မိလို့ဒါကျွန်တော်စကားလေးရှည်သွားမှာလားဗီဒီယိုလေးရှည်သွားမှာဆိုလို့โอเคပါအဲ့တော့ကျောင်းညီကိုတွေကဘယ်လိုထင်လဲဗျာဒါဘယ်ကစားသမားပိုကောင်းတယ်ထင်လဲကျွန်တော်အာဆင်နယ်အသင်းပရိသတ်တွေကတော့အာဆင်နယ်ကကစားသမားပိုကောင်းတယ်လို့ပြောနိုင်တယ်ဆိုပေမဲ့ဒါပေမဲ့ကျွန်တော်တို့တွေကဂျားနေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အကုန်လုံးကအတူတူပဲဗျာတိလားသူဟာနဲ့သူကောင်းကွက်နဲ့သူကြီးပဲအာဆင်နယ်တင်းက Declan Rice ကတိုက်စစ်ကိုခံစစ်ကို Valent ညီအောင်လိုက်နိုင်တယ်ဆိုလို့ရှိရင်ကိုင်စီတိုကလည်းဒီလိုလိုက်နိုင်လားလိုက်နိုင်တယ်ဆိုကောင်းတာအတူတူပဲဟုတ်လားကျွန်တော်ပြောရှင်းရှင်းလေးဗျာတိလားအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရပါလေဒါဒီလာမဲ့ပွဲစဉ်အဖြစ်ပေါ့လေဒါ Premier League ပွဲစဉ်ဖြစ် Sunderland နဲ့ရှင်ပြန်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးဒါပြုလုပ်တဲ့ training တွေမှာဆိုလို့ရှိရင်တချို့သတင်း report တွေရဲ့ဖော်ပြချက်အရာဒီ training မှာဆိုလို့ရှိရင် Noni Madueke ကိုလည်းမြင်တွေ့နေရတာဖြစ်တယ်လို့ဒါ Gabriel Jesus ကိုလည်းမြင်တွေ့နေရတယ်ဆိုပြီးတော့ဒါ social media ပေါ်မှာဒါသတင်းတွေကပွားနေတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ဒါခိုင်လုံးတဲ့သတင်းတွေရဲ့ဖော်ပြချက်အရာဆိုလို့ရှိရင်ဒီသတင်းတွေကဒါဒီကစားသမား2ယောက်က training မှာပူးပေါင်းနေတယ်ဆိုတဲ့သတင်းတွေကတကယ်တော့ကောလာဟာလာဆိုပြီးတော့လည်းပြောနေကြတယ်ကျွန်တော်အမြင်ကတော့ကောလာဟာလာလို့ပဲဖြစ်ဖို့များတယ်ကျွန်တော်ညီကိုတွေနေနေကတော့50ရာခိုင်နှုန်းလောက်ယုံပြီးထားစေခြင်းနဲ့တကယ်ပါဝင်လာနေတာဖြစ်နိုင်တယ်လို့တကယ်မပါဝင်လာတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တချို့သတင်း report တွေရဲ့ဖော်ပြချက်အရာဆိုလို့ရှိရင် Sunderland နဲ့
ပွဲစဉ်အပြီးပြုလုပ်မဲ့ training တွေမှာဒါ Noni Madueke တယောက်တည်းအနေနဲ့ဒါအသင်းနဲ့ကြန့်ခိုင်မှုပိုင်းဆိုင်ရာ training တွေမှာပြန်လည်ပါဝင်လာနိုင်တယ်ဆိုတဲ့သတင်းတွေကအမျိုးမျိုးတက်နေတယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့အာဆင်နယ်အသင်းကျွန်တော်အာဆင်နယ်အသင်းကကစားသမားတွေကဒါအခုဆိုလို့ရှိရင်ဒဏ်ရာရကစားသမားတွေတော်တော်လေးများတယ်ဒါပြီးသွားပြီဆိုလို့ရှိရင်ဒါကျွန်တော်အနေနဲ့လည်းနောက်ထပ်ဒါဒဏ်ရာရကစားသမားတွေအကြောင်းပြောဖို့ရှိတယ်အဲ့တော့ပြောချင်တာကဒီကစားသမားပါဝင်လာသည်ဖြစ်စေတကယ်တမ်းမပါဝင်သေးသည်ဖြစ်စေကျွန်တော်အာဆင်နယ်အသင်းကဒဏ်ရာရကစားသမားတွေအမြန်ဆုံးပြန်လာနိုင်တော့မယ်ဆိုတာတော့အနည်းဆက်ဆုံးအခြေအနေမှာရှိနေတယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ပြောကြားခြင်းနဲ့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဒါလောလောလတ်လတ်ဒဏ်ရာရထားတဲ့ပူပူနွေးနွေးဒဏ်ရာရထားတယ်ပေါ့လေဒါကာဘရီယယ်မာတင်နယ်လီနဲ့ဒါဗစ်တီယိုဂရက်စ်ပေါ့လေဒီကစားသမားနှစ်ယောက်ကလည်းဒါမကြခင်မှာအသင်းနဲ့ပြန်လဲပူးပေါင်းလာနိုင်မယ်ဆိုတဲ့သတင်းတွေကတက်နေတယ်အဲ့တော့ကျွန်တော်ခုနပြောသလိုပဲပေါ့လေဒါဘာဖြစ်ဖြစ်ကျွန်တော်အာဆင်နယ်တင်းရကစားသမားတွေမကြခင်မှာဒဏ်ရာနေပြန်လာနိုင်မယ်ပြန်လာမှလည်းဖြစ်တော့မှာဗျဘာလို့လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့နောက်ထပ်ပွဲစဉ်တစ်ခုကရှိတယ်ဒါချန်ပီယံလိပွဲစဉ်ပေါ့လေဒါချန်ပီယံလိပွဲစဉ်ကကျွန်တော်ဒါ international break နှစ်ပတ်ပြီးလို့ရှိရင်ဒါချန်ပီယံလိပွဲစဉ်ကန်မှုကရှိတယ်အဲ့တော့ဒီပွဲချန်ပီယံsorry ဗျအရှိမချန်ပီယံလိပွဲစဉ်မကန်ခင်မှာကျွန်တော်တို့ကဒါမြောက်လက်နဲ့ဒါပြီးကန်ရမယ်မြောက်လက်နဲ့ဒါပြီးကန်မှုရှိတဲ့အတွက်ကျွန်တော်အိုက်ပွဲပြစ်စင်ပြီးရင်တော့ကျွန်တော်ဒါဘိုင်ယန်မြူးနစ်နဲ့ဒါချန်ပီယံလိပွဲစဉ်ကန်မှုဒီပွဲစဉ်ကတော့လုံးဝကျွန်တော်တို့အာဆင်နယ်တင်ပရိသတ်တွေအနေနဲ့ကလုံးဝဒါစောင့်ကြည့်ရမယ်ပွဲစဉ်တစ်ပွဲကျွန်တော်တို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော်တော်လေးရင်ခုန်နေတယ်ဗျဘာလို့လဲဆိုတော့ဘိုင်ယန်မြူးနစ်ကလည်းဒီယာဒီမှာသူတို့အနေနဲ့စံချိန်ကောင်းသူတို့ရဲ့စံချိန်ဘယ်လိုမှဟောင်းပေါ့လေစံချိန်ဟောင်းကိုပြန်ချိုးမဲ့ယာဒီမျိုးဗျဘာလို့လဲဆိုသူတို့ကလည်းနိုင်ပွဲတောက်လျှောက်ဆက်နေတာအခုဆိုလို့ရှိရင်ဒါ10ပွဲကြော်လာပြီပေါ့လေသူတို့နိုင်ပွဲဆက်လာတာသူတို့ရဲ့ဒါစံချိန်ဟောင်းကပွဲ23ပွဲ23ပွဲဒါရှုံးပွဲမရှိပေါ့လေ23ပွဲရှုံးပွဲမရှိစံချိန်ကိုသူတို့ကဒီယာဒီမှာပြန်ချိုးမဲ့အနေထားတစ်ခုမှရှိနေတယ်လို့ကျွန်တော်အာဆင်နယ်ကလည်းဒါပေးကိုမရှိထားတဲ့စံချိန်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားတယ်ဒါနှစ်သင်းလုံးကစံချိန်တွေနဲ့ဒါရှင်ပြိုင်ကစားမဲ့ပွဲစဉ်ကလည်းဒါချန်ပီယံလိပွဲစဉ်ဆိုတော့အရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကနဝင်နီးပြကြီးဒါအာဆင်ဝင်းကလက်ထက်တုံးကဒါရရှိခဲ့တဲ့စံချိန်ပေါ့လေရရှိခဲ့တဲ့စံချိန်ဆိုတာထက်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့တွေကဒါပြီးခဲ့တဲ့300ဒီဇက်တိုက်ဒုတိယနေရာရခဲ့သလိုဒါအာဆင်ဝင်းကလက်ထက်တုံးကလည်းကျွန်တော်နီးပြကြီးကနဝင်နီးပြကြီးအာဆင်ဝင်းကလက်ထက်တုံးကလည်း1998 99မှာတစ်ချိန်ဒုတိယရခဲ့ပြီးတော့1999 2000မှာတစ်ချိန်ဒုတိယရခဲ့တယ်ဒါ2001မှာဒုတိယတစ်ချိန်ရခဲ့ပြီးတော့စုစုပေါင်းဒုတိယ3ချိန်ရပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဒါ4နှစ်မြောက်ကြာလို့ရှိရင်ဒါ4နှစ်မြောက်မှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါပရီးမီးယားလိစုဖလားကိုစုခူးနိုင်တယ်ဆိုတော့ဒါမှတ်တမ်းတစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့အာဆင်နယ်အသင်းရလဲဒါအခုလက်ရှိအာဆင်နယ်အသင်းရလဲပေါ့လေဒါကျွန်တော်တို့တွေ3နှစ်ဇက်တိုက်ဒုတိယနေရာမှာရက်တီခဲ့ပြီးတော့ဒါဒီယာတီကတော့4နှစ်မြောက်ယာတီဖြစ်ပြီးတော့ကျွန်တော်တို့ဒီယာတီမှာကျွန်တော်တို့ကဒါအာဆင်ဝင်းကလက်ထက်တုံးကလိုပဲဒါပရီးမီးယားလိစုဖလားကိုစုခူးသွားနိုင်မယ်လို့ထင်လားဘယ်လိုထင်မြင်ကြလဲဒါကောမှာဝင်အောင်မှတ်ချက်ပေးတော့လိုက်ရပါတယ်ကျွန်တော်ညီကိုတွေအနေနဲ့ဒါဒီယာဒီမှာကျွန်တော်အာဆင်နယ်အသင်းဒါဘယ်လိုစူဖလားတွေကိုခံမှန်းလို့ရမလဲဒါကျွန်တော်အနေနဲ့ကဒါဒီစကားကပြောတာခဏခဏဖြစ်နေပါပြီကျွန်တော်ညီကိုတွေလည်းပြောကြပါတယ်ဒါချန်ပီယံလိဖလားတို့ရောဒါကျွန်တော်ပရီးမီးယားလိဖလားကိုကျွန်တော်မျှော်မှန်းလို့ရတယ်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဒီယာဒီမှာအကောင်းဆုံးပုံစံမှာရှိနေဟုတ်ပါတယ်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့အကောင်းဆုံးပုံစံမှာရှိနေတယ်ဒါပရီးမီးယားလိစူဖလားကိုဒါရဖို့ရာခိုင်နှုန်းအများဆုံးအသင်းအနေနဲ့ရက်တည်နေတာလဲကျွန်တော်အာဆင်နယ်အသင်းဖြစ်ပြီးတော့ဒုတိယနေရာမှာတော့ဒါမန်စီးတီးနဲ့လီဗာပူးဒါနှစ်သင်းပေါ့လေနှစ်သင်းရှိနေတယ်ဒါဒီနေရာမှာပြောစရာရှိတယ်တကူကကျွန်တော်အာဆင်နယ်အသင်းကဒါလွန်ခဲ့တဲ့နှစ်20ကျော်လုံးမှာဒါဒီနှစ်ကြမှာကျွန်တော်အာဆင်နယ်အသင်းကဒါပရီးမီးယားလိချန်ပီယံဖြစ်နိုင်တယ်ဆိုပြီးတော့ဒါအရွေးချယ်ခံရတာနံပါတ်1မှာဆိုပြီးတော့ရွေးချယ်ခံခဲ့ရတာဒါရှေ့နှစ်တုန်းကဆိုလို့ရှိရင်ဒါကျွန်တော်ဒုတိယပဲရမယ်တတိယပဲရမယ်ဆိုပြီးတော့အမျိုးမျိုးဒါကျွန်တော်ထင်ကြီးပေးခံနေရတယ်ဆိုပေမဲ့ဒီရာဒီမှာတော့ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့အဆင့်1ရပြီးတော့ဒါပရီးမီးယားလိချန်ပီယံဆုကိုရရှိသွားမယ်ဆိုပြီးတော့လဲမျိုးမျိုးထင်ကြီးပေးနေကြတယ်ကျွန်တော်ညီကိုတွေဘယ်လိုထင်လဲဗျကောမှာဝင်အောင်ဆွေးနွေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့သူတွေပါဗျ